Hello guys ဒီနေ့မှာတော့ Roblox community ထဲမှာ game တော့မထွက်သေးပေမဲ့နာမည်အရန်ကြီးနေတဲ့ Racy ဆိုတဲ့ game အကြောင်းကိုပြောပြပေးတော့မှာပါဟိုတနေ့ကတင်လိုက်တဲ့ video မှာတော့ Racy ဆိုပြီးတော့ပြောမိတာတကယ်တမ်းတော့ Racy ပါပြီးတော့ဒီ game ကိုလည်း Blockful ကို copy ထားတယ်ဆိုပြီးပြောနေကြတယ်ပြီးတော့ဒီ game ကလည်း Blockful ကို copy ထားတာလုံးဝမဟုတ်ပါဘူး 1P ကိုအခြေခံပြီးတော့လုပ်ထားတာပါပြီးတော့ Blockful player တွေကိုလည်းကျွန်တော် 1P ကြည့်စေချင်ပါတယ်စာရန်ထိုးဘယ်မှာချကြည့်ရမယ်မသိသေးဘူးဆိုလို့ရှိရင်တော့မှ YouTube ထဲမှာ recap လောက်တော့ကြည့်စေချင်ပါတယ်အရင်ဆုံး Racy ကထုတ်ထားတဲ့ boss တွေရဲ့ animation ကိုပြချင်ပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်လည်း2023ကထုတ်တဲ့ဟာနဲ့2025ထုတ်တဲ့ဟာနဲ့ဆိုပြီးတော့ပြန်ရှင်းပြထားတာရှိပါတယ်ဒါလေးကိုလည်းတစ်ချက်လောက်ကြည့်လိုက်ပါအဲ့ဒါကြီးမကဘဲနဲ့ 1P ထဲကလိုမျိုးကုံကွာရာဟာကီတွေပါပါတည်းရဲ့ 1P ကြည့်ဖူးတဲ့သူတွေကတော့ဒီဟာကီကဘယ်သူတုံးလာလဲဆိုတာကိုသိကြမှာပါ Racy မှာဆိုလို့ရှိရင်ကိုဘယ်လောက်ကြံလဲဆိုတာကို PVP ချနေစရာမလိုဘဲနဲ့ဟာကီတစ်ခုနဲ့တင်ပြလို့ရပါတယ် game ရဲ့ animation လည်းကြည့်ပြီးပြီဆိုတော့ game အကြောင်းလေးကိုနည်းနည်းလောက်ပြောကြမယ် Racy ဆိုတာ Ray War ကဖန်တီးနေတဲ့ 1P ကို inspire ယူထားတဲ့ game တစ်ခုပါ Ray War ဆိုတာ Cheeto Light Project Slayer စတဲ့အအောင်မြင်ဆုံး enemy game တွေကိုဖန်တီးခဲ့တဲ့ developer team ကဖြစ်တဲ့အတွက်ကြောင့်မလို့ Racy ကိုလည်းမထွက်ခင်ကနေကစောင့်နေတဲ့သူတွေကတော်တော်လေးများပါတယ်ဘယ်လောက်တောင်များလဲဆိုလို့ရှိရင်တော့ Roblox တွေက Racy group မှာတော့မှ player 3သိန်းကျော်လောက်ရှိပါတယ် Racy နာမည်ကြီးနေရတဲ့အကြောင်းအရင်း၄ခုရှိပါတယ်
Rainbow က update လုပ်တဲ့ game တွေက quantity ကောင်းတဲ့ game တွေကိုပဲထုတ်တာမလို့ဒီ game ကမကောင်းဘူးလို့မထင်ကြလို့ပါ Roblox ထဲမှာ 1P လို game တွေအများကြီးရှိပေမဲ့ perfect ဖြစ်တဲ့ game ကိုမတွေ့ရတယ်လို့ခန်းစားနေကြရပါတယ်အဲ့ဒါကြောင့်ပဲ Racy ကိုမျှော်လင့်ချက်တွေထားနေကြတာပါ Discord နဲ့ Twitter မှာတွေ့ရတဲ့မြေပုံတွေတင်မောတွေ animation တွေက Roblox game လို့မထင်ရလောက်အောင်တော်တော်လေးမိုက်ပါတယ်အချိန်အကြာကြီးလုပ်နေတာကြောင့်မလို့အချိန်ကြာလောက်အောင်လုပ်နေတာဆိုလို့ရှိရင် quantity ကတော်တော်လေးကောင်းမှာပဲဆိုတော့မျှော်လင့်ချက်နဲ့လူတွေကစောင့်နေကြတာပါ Racy ထွက်ဖို့ကြာနေတာက game ကိုအလင်းစလို့မထုတ်ချင်လို့ပါ developer တွေက map site အကြီးကြီးနဲ့ animation detail တွေ back error နည်းနည်းနဲ့ long time update support လုပ်ပေးရှင်းလို့ပါကဲဆိုတော့အားလုံးပဲ video လေးကတော့ဒီလောက်ပါပဲနောက် video မှာပြန်တွေ့ကြပါမယ် Roblox နဲ့ပတ်သက်တဲ့ content တွေကိုစိတ်ဝင်စားရင်ကျွန်တော်ကို subscribe လုပ်ထားလို့ရပါတယ် Chloe Garden တွေက pet တွေ robot တွေအပြင်တခြား Roblox နဲ့ပတ်သက်တဲ့ item မှန်သမျှကို Bishop ကနေယုံကြည်စိတ်ချစွာဝယ်ယူလို့ရနိုင်ပါတယ် Bishop ရဲ့ Telegram link ကိုလည်းကျွန်တော်ရဲ့ TikTok bio မှာချပေးထားပါတယ်